ဒီလူရဲ့ကိုယ်လုံးပေါ်မှာအပေါ်ဆုံးကနေအောက်ခြေထိကျိုးတွေနဲ့အထက်ထက်အနောက်ခံထားရပြီးအရွယ်စားလေးဆက်ငါးမှာရှိတဲ့ဖိနက်တွေနဲ့ခြေထောက်ကိုပါတုံးနှောင်ထားတာကြောင့်ဂါလီဘာတယောက်ရုန်းကန်နေရပါတယ်။တစ်သားတိုင်တွေနဲ့ချီနှောင်ထားသမျှကိုအားကုန်သုံးပြီးဆွဲဖြုတ်လိုက်ကရုံထွက်လိုက်ပါတယ်။သူကဒါဟာအိမ်မဆိုးတစ်ခုပဲဖြစ်ပြီးမြင်မြန်ဆုံးတက်သွားဖို့ကိုသာဆန္ဒပြုနေပါတယ်။အဲ့ဒီအချိန်မှာပဲတက်မှုကမြင်းတစည်းနဲ့စစ်တီတွေကိုခေါ်ဆောင်လာပြီးဂါလီဘာရဲ့ခြေမောက်ကိုတင်းနဲ့ချိန်ထားပါတယ်။အခြားစစ်တီတွေကလည်းချိတ်တွေနဲ့ဂါလီဘာရဲ့ဘောင်းဘီခါဘက်ကိုချိတ်ဆွဲပြီးအားကုန်ဆွဲကြတာကြောင့်ကိုမခိုင်တဲ့ဂါလီဘာတယောက်မြေကြီးပေါ်ကိုထပ်ပြီးလဲကျသွားကမြင့်မျောသွားခဲ့ပါတယ်။ပြန်လည်နိုးလာတဲ့အခါမှာတော့သူ့ကိုဝတ်သားကင်ကြီးလိုပုံစံမျိုးနဲ့မြို့တော်ထဲကိုတင်ဆောင်လာကြပါတယ်။ပတ်ဝန်းကျင်ကနိုင်ငံသားတွေနဲ့ဗဟုသုတကြွယ်ဝတဲ့မင်းသမီးလေးပါအန်တာသွားခဲ့ကြပါတယ်။နောက်တစ်နေ့မှာတော့ဂါလီဘာကိုလေကွင်းထဲကိုခေါ်ဆောင်သွားပြီးလူသားတွေကလဲဆွဲရတဲ့လေထုံတဲ့အလုပ်ကိုလုပ်ခိုင်းပါတယ်။အဲ့ဒီအချိန်မှာပဲမြို့တော်ထဲကိုလုတ်ကျန်သူတွေကဝင်ရောက်တိုက်ခိုက်လာပါတော့တယ်။ဒါကိုမြင်တော့တက်မှုကအရေးပေါ်လှည့်လာပြီးမြို့တော်ကိုကယ်တင်ဖို့အမြင်သွားခဲ့ပါတယ်။ဂါလီဘာလည်းသူ့ရဲ့ပုံမှန်ခြေလမ်းတွေနဲ့ပဲမြို့တော်စီကိုအမြန်ဆုံးပြန်ပြေးသွားခဲ့ပါတယ်။တက်မှုကအမိပေးပြီးဂါလီဘာကိုမြေပြင်မှာလဲခိုင်းလိုက်ပါတယ်။သူ့ဘာသာသူတော့တယောက်တည်းမင်းသမီးကိုသွားခဲ့မယ်လို့ကြံစီနေပြီးသူ့လူတွေကိုလည်းဘယ်သူမှမဝင်ရောက်ဖို့အမိပေးထားပါတယ်။ဒါပေမဲ့တက်မှုကိုတနာသွားတဲ့ကန်းကဂါလီဘာရဲ့လက်ထိတ်ခတ်ထားတာတွေကိုဖြုတ်ပေးပြီးမင်းသမီးကိုကယ်တင်ပေးဖို့တောင်းဆိုခဲ့ပါတယ်။အကြက်တဲဖြစ်နေတဲ့အချိန်မှာဂါလီဘာကအရင်ဆုံးရောက်လာပြီးလုတ်ကျန်သူတွေကိုတွေးတာနဲ့ရေကန်ထဲကိုပစ်ချလိုက်ပါတယ်။မင်းသမီးလေးကိုလည်းလက်ဖွားပေါ်တင်ပြီးလုံခြုံတဲ့နေရာကိုပို့ပေးခဲ့ပါတယ်။တိုက်ပွဲတွေပြီးဆုံးသွားတဲ့အခါမင်းသမီးကဂါလီဘာကိုကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဘုရင်မင်းမြတ်နဲ့တိုင်းပြည်ကမီးလောင်ကျွမ်းမှုကြီးတစ်ခုနဲ့ကြုံတွေ့နေရပါတယ်။ဂါလီဘာလည်းချက်ချင်းပဲတွားရောက်ကူညီဖို့စူးစမ်းခဲ့ပေမဲ့မီးတောက်ကြောင့်လက်ချောင်းမှာထိခိုက်ဒဏ်ရာရသွားပါတယ်။အဲ့ဒီအချိန်မှာကားကမီးငင်းဖို့အတွက်ရေရင်းမြစ်လိုအပ်ကြောင်းအကြံပေးခဲ့ပါတယ်။ဂါလီဘာလည်းအကြံကောင်းတယ်လို့ယူဆပြီးသူ့ရဲ့ဘောင်းဘီကိုချွတ်လိုက်ကမီးလောင်နေတဲ့နေရာကိုစီးသွားပြီးငင်းတက်လိုက်ပါတယ်။မီးတော့ဆက်လောင်နေသေးဖြစ်ပေမဲ့အနည်းဆုံးတော့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂါလီဘာဟာလူပူလေးတွေရဲ့တိုင်းပြည်မှာလူတိုင်းလေးစားအားကြရတဲ့သူရဲကောင်းကြီးတဦးဖြစ်လာခဲ့ပါတော့တယ်။